အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အုံနှုတ်ခေါက်ဆွဲလေးအရင်စားကျင်လာတာနဲ့အုံနှုတ်ခေါက်ဆွဲအလွယ်ချက်နည်းလေးနဲ့ချက်ပြီးတော့စားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်မရဲ့လုံထွေးနေတဲ့ခေါက်ဆွဲတွေကိုပကံနဲ့အရင်ထည့်လိုက်မယ်ပေါ့နော်အဲ့ဒီမှာအားမရသေးလို့နောက်တစ်ခေါက်ထပ်ထည့်လိုက်ပါသေးတယ်ဒီလေးကတော့မပြည့်မကျဲလေးချက်ထားတာပေါ့နော်အုံနှုတ်ခေါက်ဆွဲရဲ့အသက်ဖြစ်တဲ့ပဲသွေးလေးပါဒီကနေရလို့ဝယ်လာပါတယ်ရှင်ပြီးတော့အုံနှုတ်ခေါက်ဆွဲစားတိုင်းမှာမဖြစ်ဖြစ်တဲ့စက်သွန်နီကိုလည်းနည်းစကန်ရေးထည့်လိုက်ပါတယ်ပဲဒီလေးလည်းစိုက်လို့ဝယ်လာစားပါတယ်ရှင်ပြီးတော့တမယာသီးလေးလည်းညှစ်လိုက်တယ်ပေါ့နော်ဒါကတော့စက်သွန်ဖြူကြော်လေးပါဒီမှာအလွယ်တကူဝယ်လို့ရပါတယ်ရှင်မြို့သီးလေးနဲ့ထည့်ပြီးတော့ဖြူကြော်လေးပါထည့်စားပါမယ်ရှင်အားကြပါအောင်ရိုးရှင်းလေးနဲ့လောက်ရလွယ်ကူပြီးတော့တစ်ခါချက်ထားပြီးအေးကန်းနဲ့ထည့်ထားပြီးတော့အကြာကြီးထားစားလို့ရတဲ့ဘုံခေါက်ဆွဲလေးကိုချက်စားကြည့်ကြပါနော်နမိုးလေးလို့ပါစားလို့စားရမှမသိတဲ့လူတွေအတွက်လည်းသင်ပေးနိုင်ပါတယ်နော်ဒီမီနူးလေးကအားလုံးပဲလှူစားကြည့်ဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်